အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်ကပြည်နယ်ညာချင်းမြို့ရဲ့ဟုံချုံဆိုတဲ့နေရာလေးကိုတွားပြမှာဖြစ်ပါတယ်ကဲကျွန်တော်ရောက်ရှိနေပါပြီဟုံချုံဆိုတဲ့နေရာရောက်ပါပြီခင်ဗျသူကဘယ်လိုနေရာလဲဆိုရင်သူကဒီကြောက်ဆိုင်ကြောက်ခဲတွေကြောက်တုံးတွေနဲ့ပေါ့နော်တဘာဝအလျောက်ဖြစ်တည်နေတဲ့ကန်ဇက်ကန်ချီလေးဖြစ်ပါတယ်ပေါ့နော်ကဲဆက်ပြီးတော့မှကြည့်ရအောင်ပေါ့နော်ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာကဒီရဲ့ကြောက်ဆောင်ပေါ်မှာလက်ဖွာရာကြီးကြောင်းဖြစ်တယ်။ပထမပုံမြင်ကတန်ငါတယ်လေးဟာနှစ်သမီးလေးကိုချောင်းကြည့်ပြီးမတော်တဆချော်လဲကြတော့ချိန်မှာဒီကြောက်ဆောင်ကိုလမ်းဆွဲလိုက်မှဖြစ်ပေါ်လာတဲ့ရတဲ့ဒုတိယကဒီအေယာမဘလူးကြီးကငားများတဲ့အချိန်မှာငားအကြီးကိုမိတဲ့အချိန်မှာသူအာအင်နဲ့ဆွဲဖို့ထပ်လို့တဲ့အတွက်ဒီကြောက်ဆောင်လေးကိုအကူပြုလိုက်တဲ့အချိန်မှာထင်ကျန်တဲ့လက်ရတဲ့အဲ့လိုပြောဒေတာခံရအပြောဆိုရသိရပါတယ်။ကျွန်တော်ရောက်တဲ့အချိန်ကတော့နေအရန်ပူတယ်ဗောနေ့လက်ပိုင်း7နာရီဖြစ်နေတဲ့သူပဲဗောနော်တော်တော်လေးပူနေတာကျွန်တော်အုတ်ထုတ်တွေပါနေကညမနေနဲ့သွားတာဗောနော်ကဲအခုကတော့ကြောက်ဆောင်ထိပ်ရောက်ပါပြီလက်ဖွားပုံစံရှိနေရလဲရောက်သွားပါပြီဗောနော်ကဲဒီရလေးပါရှိမှလူတော်နဲ့ခွေသွားတယ်ဗောနော်ရာရူကတော်တော်လေးပူတယ်ဗောနော်အဲ့ဒီမှာကြောက်ဆောင်ပေါ်မှာဆိုကြကြမနေနိုင်ကြဘူးဗောနော်ကျွန်တော်ဆိုလဲကြကြမနေနိုင်ဘူးကျွန်တော်ကပြန်ဆင်းခဲ့တယ်အများဆုံးကျွန်တော်လဲတာကဲပြီးတော့အပေါ်ရောက်တော့အထိတ်ကဆိုင်လေးမှာအေးလေးဝင်တောက်ပြီးမှပဲပြန်သွားပါတယ်ဗီဒီယိုကဒီလောက်ပါပဲဘိုင်ဘိုင်